ရှင်မာကုရေးသားထားတဲ့ထာဝရဘုရားသခင်ရဲ့သားတော်အရှင်ယေရှုခရစ်တော်ရဲ့တည်င်းကောင်းစကိုပြောရမယ်ဆိုရင် Prophet ဟေရှာယကျမ်းထဲမှာအရှင်ယေရှုကြွလာမယ့်အကြောင်းနဲ့ပတ်သက်ပြီးပြောထားတာကတင်သွားမယ့်လမ်းကိုပြင်ဆင်ပေးမယ်ငါတမန်ကိုတင်ရှိမှအရင်ငါစေလွှတ်မယ်အဲ့ဒီတမန်ကကြွလာမယ့်အရှင်ရဲ့လမ်းကိုပြင်ဆင်ဖို့နဲ့ဖြောင်ဖြူးစေဖို့ဒေါ်ရက်မှာနှိုးဆော်လိုက်မယ်လို့ရေးထားတဲ့အတိုင်းပဲယောဟန်ဆိုတဲ့သူပေါ်လာတယ်ယောဟန်ဟာအဖြစ်ကနေလွတ်မြောက်ဖို့နောင်တနဲ့သက်ဆိုင်တဲ့ဗတ္တိဇံတရားကိုဟောပြီးဒေါ်ရက်မှာလူတွေကိုဗတ္တိဇံမင်္ဂလာပေးနေတယ်အဲဒါကြောင့်ယေရုရှလင်မြို့သားတွေနဲ့ယူဒပြည်သူပြည်သားတွေဟာယောဟန်စီကိုသွားကြပြီးသူတို့ရဲ့အဖြစ်တွေကိုဝန်ခံဖော်ပြကြတယ်။ပြီးတော့ယော်ဒန်မြစ်မှာဗတ္တိဇံမင်္ဂလာကိုခံယူကြတယ်။ယောဟန်ဟာကလောက်အမွှေးနဲ့ချုပ်တဲ့အင်ကြီးကိုဝတ်ပြီးတရေခပတ်ကိုပတ်ထားတယ်။ဒေါ်တွေကရတဲ့ပြားရည်နဲ့ကျန်းကန်ကိုလည်းစားတော့လေရှိတယ်။ယောဟန်ဟောတာကငါနောက်ကကြွလာမယ့်အရှင်ကငါထပ်ပို့ပြီးတော့ဘုံကြီးတယ်။အရှင်ရဲ့ခြေနှင်းကြိုးကိုတောင်ဖြီးပေးဖို့ငါမထိုက်တန်ဘူး။ငါကသင်တို့ကိုရေနဲ့ဗတ္တိဇံပေးတယ်။ထိုအရှင်ကတော့တန်ရှင်းသောဝိညာဉ်တော်နဲ့သင်တို့ကိုဗတ္တိဇံမင်္ဂလာကိုပေးလိမ့်မယ်လို့ဟောပါတယ်။ဒါကတော့ရှမာကုအခန်း1အပိုင်ငယ်1မှ8အထိဖြစ်ပါတယ်။